တခါတလေနနက်အိပ်ယာထတာတော့ပင်ပန်းနေတယ်ဖုံးကန်ကြည့်ရင်လည်းဘာလို့မှကြည့်ကျင်စိတ်မရှိဘူးလူတွေကိုလည်းပြောဖို့စကားလည်းမရှိဘူးကိုတော့မကြိုက်လာတော့ဒီလိုနည်းမျိုးခမရတို့ဘဝမှာကြုံဘူးတာဒါကမင်းပြင်းနေတာမဟုတ်တယ်လို့မင်းပျက်စီးသွားတာလည်းမဟုတ်ပါဘူးမင်းစိတ်တကြနေတာပဲဒီဗီဒီယိုမင်းဒီချိန်ကြည့်နေတယ်ဆိုရင်တခုတော့ပြောချင်ပါတယ်ဒီလိုဖြစ်နေတာမင်းတယောက်တည်းမဟုတ်ပါဘူးစိတ်တကြတဲ့အချိန်မှာလူအများစုကအမှားတစ်ခုလုပ်တတ်တယ်ငါဘာလို့ဒီလောက်အသုံးချနေရတာလဲတခြားသူတွေကအဆင်ပြေနေတာပဲငါကြဘာလို့မဖြစ်နိုင်ရတာလဲလို့ကိုအပြစ်တင်တတ်ကြတယ်ကိုနှိမ်ချတတ်ကြတယ်ဒါပေမဲ့အမှန်တရားကတော့စိတ်တကြတယ်ဆိုတာစိတ်ရဲ့စက္ကန့်တစ်ခုပါပဲငါနားကျင်တယ်ငါစိတ်ခွန်အားတွေကိုပြန်စုစည်းကျင်တယ်ငါအယံမွန်းချက်နေပြီဆိုတဲ့အချက်ပေးတတ်တယ်မလှုပ်ချင်တာကိုလက်ခံပါစားလို့ရမယ့်ပထမဆုံးအရာကိုညာမခိုင်းမှုပါပဲဒီနေ့မလှုပ်ချင်ရင်မလှုပ်ချင်ပါဘူးလို့လက်ခံလိုက်ပါဒီနေ့ငါအားနေနေတယ်ဒီနေ့ငါနေမကောင်းဘူးစသဖြင့်တွေးလိုက်ပါဒါဟာအရှုံးမဟုတ်ပါဘူးဒါဟာတတ္တိပါအယံအားနေနေတဲ့နေ့မှာအယံကြိုးစားဖို့မလိုပါဘူးမပြိုလဲအောင်ပဲလုပ်ရင်လုံလောက်ပါတယ်အယံသေးတဲ့အရာတစ်ခုကိုစလုပ်ပါစိတ်တကြနေတဲ့အချိန်မှာအယံသေးတဲ့အရာတစ်ခုကနေစလုပ်လိုက်ပါဥပမာအိယာကနေထထိုင်လိုက်တာမျက်နှာထတက်လိုက်တာရေတစ်ခွက်တောက်လိုက်တာပြတင်းပေါက်ဖွင့်လိုက်တာအခန်းရှင်းလိုက်တာစသဖြင့်ပါဒါလေးတွေကမင်းဘဝကိုချက်ချင်းပြောင်းလဲစေမှာတော့မဟုတ်ပါဘူးဒါပေမဲ့မင်းကိုမရက်တက်နေအောင်ကူညီပေးပါတယ်မိုမင်တန်ဆိုတာကြီးမားတဲ့အရာတွေကနေစတာမဟုတ်ပဲအသေးဖွဲလေးတွေကနေပဲစတာမို့ပါကိုယ်စိတ်ကိုမေခွန်းမှန်မေးပါစိတ်တကြတဲ့အချိန်မေခွန်းမှားတွေမေးတတ်ကြတယ်ငါဘာလို့ဒီလိုဖြစ်နေတာလဲငါဘာလို့အယမ်းညံ့နေတာလဲဆိုပြီးတော့ပါတကယ်တော့ဒီမေခွန်းတွေကလိုချင်တဲ့အဖြေကိုမပေးပဲအပြစ်ကိုပဲပေးပါတယ်မေးတဲ့နာကအခုအချိန်ငါဘာကိုလိုချင်နေတာလဲငါဘာကြောင့်ပင်ပန်းနေတာလဲငါဘာကိုအယမ်းဖိထားတာလဲတခါတလေမင်းလိုချင်တာအောင်မြင်မှုတွေမဟုတ်ပဲကိုယ်ရောစိတ်ပါအနာယူချင်တာမျိုးပါလူတရားရောက်တဲ့ချိတ်ဆက်ပါစိတ်တကြရရဲ့အန္တရာယ်အကြီးဆုံးကကိုပိတ်ထားလိုက်တာပဲမင်းကိုကယ်နိုင်တဲ့သူကမင်းကိုယ်တိုင်ပဲဖြစ်နိုင်ပြီမဲ့မင်းတယောက်တည်းဖြစ်နေလို့လေမရပါဘူးမိတ်ဆွေတယောက်ဒါမှမဟုတ်မိသားစုဝင်တယောက်ကိုမင်းခံစားရသမျှတွေရင်ဖွင့်ပါတကယ်တော့အဲ့ဒီအချိန်မှာကျွန်တော်တို့လိုအပ်တာအကြံဉာဏ်တွေဖြည့်ရှင်းချက်တွေဆိုတာထက်ကျွန်တော်တို့အကြောင်းတွေကိုနားထောင်ပြီးမဲ့လူတယောက်ပဲလိုတာပါဒီနေ့မင်းဘာမှမလုပ်နိုင်ရင်လည်းမင်းနာကပြတ်သွားမှာမဟုတ်ပါဘူးဒီနေ့မင်းနာနေရင်လည်းမင်းကအားနေတဲ့သူဖြစ်မသွားပါဘူးအရင်ကမင်းကြော်ဖြတ်ခဲ့တဲ့အခက်အခဲတွေကိုကြည့်ပါဒီနေ့ကိုလည်းမင်းကြော်ဖြတ်နိုင်ပါတယ်မင်းဆိုတာမပျောက်ကွယ်သွားပါဘူးမင်းဟာခဏပင်ပန်းနေတာပါပဲတကယ်လို့ဒီဗီဒီယိုဆက်ကြည့်နေသေးတယ်ဆိုရင်တစ်ခုလောက်ပဲလုပ်ပေးပါအသက်ကိုတစ်ခါလောက်ခက်ပြင်းပြင်းရှူလိုက်ပါပြီးရင်ကိုပြောလိုက်ပါငါအခုတော့အဆင်မပြေနေဘူးဆိုတာမှန်တယ်ဒါပေမဲ့ဒီအရာတွေကိုကြော်လွှားနိုင်တဲ့အစွမ်းတတ္တိရှိတယ်ဆိုပြီးတော့